Hey, hello, my Minglava. Say out of the Tima Tinganzaliado, Grade 12 English year, Permazo, Unit 1, Good Manner, so that read the passage legal Papia Pibare. Away as when Saru pre-reading legal Padiome. Pre-reading Machiga didn't need to be she did it. Damasiaka, Shane Shinia, Arago Pamabiado, the number only was your Papia Bidoma, then we read the passage go to me. Are we know? Are we answer the following questions so I do it. I must win number 8 Do you think you are always polite? Me amere yinjire lu tin la give examples ဥပမာတွေပေးပါမင်းယဉ်ကျေးတဲ့မင်းမရှိတဲ့ယဉ်ကျေးတဲ့အပြုအမူလေးတွေပြောလို့ရတယ်အခုနောက်တစ်ခါကျ mention some polite manners in Myanmar culture မြန်မာယဉ်ကျေးမှုမှာရှိတဲ့ယဉ်ကျေးဖွယ်ရာယဉ်ကျေးတဲ့ manners အပြုအမူလေးတွေကို mention ဖော်ပြပေးပါတဲ့ဟုတ်ပြီနော် mention ဖော်ပြပေးပါဆိုဆရာတို့ဘာတွေဖော်ပြလို့ရလဲအကြီးတွေကိုလေးစားတာဟုတ်ပြီနော်ပြီးတော့အကြီးတွေရဲ့ရှေ့မှာခေါင်းလေးငုံခါလေးညှုပ်ပြီးတော့မှလမ်းလျှောက်တာဒါမျိုးလေးတွေပြောလို့ရတယ်ပြီးတော့ do other people's manner sometimes annoy you အရှားလူရဲ့ manner ကတခါတည်းမှာမင်းကို annoy you မင်းကိုစိတ်ညစ်စေသလားစိတ်ဆိုးဒေါသထွက်စေသလားတဲ့ if so အဲ့လိုမျိုးထွက်စေတဲ့ဆိုရင် which ones ဘလို့အပြုမှုမျိုးတွေလဲတဲ့ဘလို့အပြုမှုတွေလဲဆိုကိုကစာလုံးနေလို့ဘေးနားနေလာဆူတာမျိုးကိုစကားပြောနေတာဖြတ်တာမျိုးဒါမျိုးတွေဒေါသထွက်ရတယ်လေနော်တခါတည်းမှာဟုတ်ပြီဆရာတို့ read the passage လေးကိုကြည့်အောင်Manner refers to the ways of doing something. Manner ဆိုတာကတဲ့ manner ဆိုတဲ့စကားလုံးက refers to ဆိုလိုပါတယ် the ways of doing something. တစုံတစ်ခုကိုပြုလုပ်တဲ့ပုံစံလို့ဆိုလိုပါတယ်တဲ့ Manners ဆိုတဲ့စကားလုံးကတော့ refers to ဆိုလိုပါတယ်ရည်ညွှန်းပါတယ် the way a person behaves in society. ဟုတ်ပြီနော်လူအဖွဲ့အစည်းမှာလူတစ်ယောက်ကဘလို့ပြုမှုနေထိုင်တယ်လဲသို့မဟုတ်လူတစ်ယောက်ကဘလို့လူတစ်ယောက်ပြုမှုတဲ့ပုံစံလို့ဆိုလိုပါတယ်တဲ့ ဒါကြောင့်မလို့ manners က can be good or bad ကောင်းတာလည်းဖြစ်နိုင်တယ်ဆိုးတာလည်းဖြစ်နိုင်တယ် polite or impolite ယဉ်ကျေးတာလည်းဖြစ်နိုင်တယ်မယဉ်ကျေးတာလည်းဖြစ်နိုင်တယ်ဟုတ်ပြီအဲ့မှာဆရာတို့ can ရဲ့နောက်ကနေပြီးတော့မှ modal verb ဖြစ်တဲ့အတွက်ကြောင့်မလို့ but 0လေးလိုက်ရတယ် can ရဲ့နောက်ကလိုက်ရတဲ့ but 0က but 0ဆိုတာဆရာတို့ကဒီမှာရှင်းရရင်တော့အနေများမရှိတော့တဲ့ but infinitive ပေါ့ကွာအဲ့ဒါလေးကိုပြောတာဟုတ်ပြီအဲ့မှာbut 0ကန်ရဲ့နောက်က modal verb ရဲ့နောက်က but 0လိုက်တယ်အဲ့ဒါလည်းမင်းတို့ grammar အရာသိရမယ်ပြီးတော့အဲ့ဒီ modal verb နောက်မှာလိုက်ထားတဲ့ but to be က modal verb နောက်မှာလိုက်ထားတဲ့ but 0က but to be ဖြစ်နေတယ်ဆိုရင်နောက်ကနေပြီးတော့မှအဲ့မှာ good or bad ကောင်းသောဆိုးသောဆိုပြီးတော့ adjective လိုက်မထားဘူးလားဒါမျိုးဆိုရင်ဆရာတို့ but to be ရဲ့နောက်ကနေ adjective လိုက်လို့ရတယ်ဒေါကနေဒီပြောင်းပြီးဘာသာပြန်လို့ရတယ်နားလည်မယ်နော်ဟုတ်ပြီစာလေးဆက်သွားရအောင် for example ဥပမာအားဖြင့် in our Myanmar cultures and society ကျွန်တော်တို့မြန်မာယဉ်ကျေးမှုနဲ့လူအဖွဲ့အစည်းမှာဆိုရင် at main times အစားစားနေစဉ်မှာ it is bad manners ဆိုတဲ့ manner ပဲဖြစ်ပါတယ် for a junior တယောက်အတွက် junior တယောက်က to start eating စားမယ်ဆိုရင် before a senior does senior တယောက်မစားခင် junior တယောက်ကဦးဖြားစားမယ်ဆိုရင်ဒါဆိုတဲ့ manner ပဲဖြစ်ပါတယ်အဲ့ဒီမှာ int ကိုဘာသာပြန်စရာမလိုဘူးကလေးတို့ဟုတ်ပြီနော်သူက dummy subject အယောင်ပြ subject လေးဘာသာပြန်စရာမလိုဘူးနောက်တစ်ခုလာပြန်ပြီအဲ့ဒီ it ကလည်းဘာသာပြန်စရာမလိုဘူး it is always polite for a junior ဟုတ်ပြီနော် it is always polite အရန်ယဉ်ကျေးပါတယ်ပေါ့ကွာအများနဲ့ယဉ်ကျေးပါတယ်တဲ့ for a junior တယောက်က to listen နားထောင်မယ် with arms folded ဟုတ်နော် arm folded လက်ပိုက်ပြီးတော့နားထောင်မယ် why စင်တွင် he or she is spoken to သူတို့မဟုတ်သူမကိုပြောနေတဲ့အခါမှာဘယ်သူကပြောမှလဲဆို by a senior တယောက်ကအကြီးတယောက်ကနေပြီးတော့ပြောနေတဲ့အခါမှာ suggest a parent မိဘတယောက် or သို့မဟုတ် teacher ဆရာတယောက်ကဲ့သို့တော့အကြီးတယောက်ကနေပြီးတော့မှသူ့ကိုပြောနေပြီဆိုရင်သူ့ကိုပြောနေပြီဆိုလို့ချင်းသူ့ကိုစကားပြောတဲ့အခါမှာသူ့ကိုစကားပြောနေစဉ်မှာသူကဘာလုပ်ရမလဲဆိုရင်လက်ပိုက်ပြီးတော့မှဂျူနီယာတယောက်ကနားထောင်မယ်ဆိုရင်ဒါယဉ်ကျေးတယ်လို့ပြောလို့ရတယ်ဟုတ်ပြီနော်အဲ့ဒီမှာဆိုလဲ int က dummy subject ဘာသာပြန်စရာမလိုဘူးကလေးတို့ဟုတ်ပြီနောက်တဲ့ one important point to bear in mind ဆိုတာကမှတ်ထားရမည်လို့ပြောတာမှတ်ထားရသည်မှတ်ရမည်ဟုတ်ပြီနော်one important point အရေးပါတဲ့အချက်တစ်ချက် to bear in mind ဟုတ်ပြီနော်မှတ်ထားရမယ်တတိထားရမယ်ဟုတ်ပြီနော်မှတ်ထားရမယ်မင်းတို့တတိထားရမယ်အရေးပါတဲ့အချက်တစ်ချက်ကတော့ is ဖြစ်ပါတယ် that ဆိုတာပဲဖြစ်တယ် every societies and culture ဟုတ်ပြီနော် society တိုင်းဟုတ်ပြီနော်
လူဖွဲ့စည်းတိုင်းသို့မဟုတ်လူဖွဲ့စည်းတိုင်းပြီးတော့ယဉ်ကျေးမှုတိုင်းမှာ has ရှိပါတယ် is list or goes and bad manners ဆိုတဲ့ manner တွေနဲ့ကောင်းတဲ့ manner တွေဆိုပြီးတော့ရှိပါတယ် generally speaking ဥပမာအဖြစ်ပြောရမယ်ဆိုရင် some manners are universal အဲ့ဒီမှာ universal ဆိုတာကအများကလက်ခံကျင့်သုံးတာမျိုးပေါ့ဒီမှာဆိုရင် adjective ပါဟုတ်ပြီနော် some manners အရှုပ် manner တွေက are universal ဟုတ်ပြီနော် universal အားလုံးအရှုပ်အပြုတ်မှုတွေကိုကြတော့အားလုံးကနေပြီးတော့မှလက်ခံထားတယ်တဲ့ဟုတ်ပြီနော်အားလုံးကနေပြီးတော့လက်ခံထားတယ် why ဒီမှာဆို why ကဆရာတို့ but နဲ့အတူတူပဲဟုတ်ပြီနော်စန့်ကျင်ဘက်ကိုပြတဲ့ connector လေးဒါကြောင့်မလို့ဒါပေမဲ့လို့ပြန်လို့ရတယ်ဒါပေမဲ့ some အရှုပ်ကတော့ are cautious specific cautious specific ဆိုတာယဉ်ကျေးမှုအလိုက်ပေါ့ယဉ်ကျေးမှုအလိုက်လို့အဓိပ္ပာယ်ရတယ်ယဉ်ကျေးမှုအလိုက်ဖြစ်ပါတယ်တဲ့ယဉ်ကျေးမှုအလိုက်ဆိုတာဘယ်လိုဟာမျိုးလဲဆိုရင်တချို့အပြုတ်မှုတွေကယဉ်ကျေးမှုတစ်ခုမှာဆရာတို့ယဉ်ကျေးမှုတစ်ခုမှာလက်ခံလို့ရတယ်ဆိုပေမဲ့လို့တခြားယဉ်ကျေးမှုမှာကြောရိုင်းနေတာမျိုးဒါမျိုးလေးကိုဆိုလိုတာပေါ့ဟုတ်ပြီပို့ပြီးနားလည်အောင်ဆက်ဖတ်ကြည့်မယ် this means အဲ့ဒါကဆိုလိုပါတယ် that လို့ဆိုလိုပါတယ် a manner အပြုတ်မှုတစ်ခု which အဲ့ဒီ manner အဲ့ဒီအပြုတ်မှုတစ်ခုက is acceptable လက်ခံနိုင်တဲ့ in one society တစ်ခုမှာလက်ခံနိုင်သောအပြုတ်မှုတစ်ခုအဲ့ဒီမှာဆိုရင်ဆရာဘယ်လိုဘာသာပြန်လိုက်လဲဆို which ဆိုတာလေးတွေ့လား relative pronoun which လေးကဘာကိုညွှန်းတာလဲဆိုအဲ့ဒီရှေ့ကအမန်နာဆိုတဲ့ noun လေးကိုပဲညွှန်းထားတာကလေးတို့ဟုတ်ပြီနော် adjective clause လေးဘယ်ကနေဘယ်ဒီ adjective clause လဲဆိုရင် which ကနေပြီးတော့မှone society ဒါ adjective clause လို့ခေါ်တယ်ဆရာတို့ adjective clause ဆိုတော့ adjective တွေရဲ့အလုပ်ကnoun ကိုအထူးပြုတာဟုတ်တယ်နော် noun ကိုအထူးပြုတာအဲ့ဒီမှာ noun ကသူ့အထူးပြုတဲ့ noun ကဘယ် noun လေးလဲဆိုရင်အမန်နာဆိုတဲ့ noun လေးဟုတ်ပြီနော်ဒါကြောင့်မလို့ဆရာတို့က adjective clause တွေကိုတွေ့ပြီဆိုရင်များသောအားဖြင့်သောနဲ့ဘာသာပြန်လို့ရတယ်ဟုတ်ပြီနော်ဆရာဒီမှာဘာသာပြန်ပြမယ် a manner which is acceptable in one society တစ်ခုမှာလက်ခံထားသောလက်ခံနိုင်သောဟုတ်ပြီနော်အပြုတ်မှုတစ်ခုကို may not be tolerated in another အခြား society တစ်ခုမှာတော့တီးမခံနိုင်တီးခံခြင်းမှတီးခံပါမယ်လို့ပြောတာတီးခံခြင်းမှဘာဖြစ်လဲတီးခံပါမယ်ဆိုတာပဲဖြစ်တယ်တဲ့ပြန်ရှင်းပြထားတာနားလည်မယ်နော်ဟုတ်ပြီအဲ့မှာ tolerate ဆိုတာကကျတော့ tolerated သူကဘာလဲဆိုရင် battery လေးပေါ့ B black battery လေးဒါဆိုလို့ချင်းဒါ B black battery ကမင်းတို့တည်ပြီးသား passive voice ရဲ့passive voice ရဲ့ဆရာတို့ဘာလဲဆိုရင် signature ဟုတ်ပြီနော် signature ဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ဆက်သွားမယ် for instance ဥပမာအားဖြင့် passion လေရှင်တက်ရှင် or the more breaking wind in company ဆိုတာဆရာတို့တွဲမှတ် in company လူအများရှိမှာ breaking wind လေးလေချင်းလေးတက်ရှင်းက maybe quite acceptable အတော်ကိုမှလက်ခံကောင်းလက်ခံလိမ့်မယ်တဲ့လက်ခံနိုင်ကောင်းလက်ခံလိမ့်မယ် in one society တစ်ခုမှာလက်ခံကောင်းလက်ခံပါလိမ့်မယ်တဲ့ but ဒါပေမဲ့လို့ not tolerated in another အခြား society တစ်ခုမှာတော့လက်ခံခြင်းမှာလက်ခံမယ်ပေါ့ဆက်ပြောနားလည်လားမသိဘူးတီးခံခြင်းမှာတီးခံမယ်ဟုတ်ပြီဆရာတို့ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ထပ်အဆက်လေးတွေကိုလည်းဆရာတင်ပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာ channel လေးကိုsubscribe လေးထားပြီးတော့မှလေ့လာလို့ရပါတယ်ပေါ့ကျေးဇူးတင်ပါတယ်